ဟုတ်ကဲ့ပါသတင်းစာရှင်းလင်းပွဲအတွင်းထိုင်းသတင်းဌာနတွေနဲ့မြန်မာသတင်းဌာနတချို့တက်ရောက်ခဲ့ကြပြီးသတင်းစာရှင်းလင်းပွဲကိုမြဝတီအမှတ်9ရပ်ကွက်ရှိ BGF နယ်ကြားဆောင်တပ်ရှေ့တန်းရုံးခန်းမမှာပြုလုပ်ခဲ့တာပါဒေတာဖုတ်ပြိုတိုးတက်စီခြင်းလို့ကျွန်တော်တို့နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖိတ်ခေါ်ပြီးတော့ကျွန်တော်တို့မျိုးပြလုပ်ခဲ့တာပေါ့နော်နောက်ပြီးတော့အဲ့ဒီရဲ့နောက်ပိုင်းမှာဒီနိုင်ငံခြားသားတွေကနေပြီးတော့မှသူတို့ရဲ့တိုးတက်တဲ့နည်းပညာတွေနဲ့ဒီကဘာပေါ်မှာလေလေမှုပြုလုပ်လာတယ်ဆိုတာကိုတို့အခုနောက်ပိုင်းမှာတွင်တွင်ကြဲကြဲပြီးသိခဲ့ရတော့ပေါ့နော်အဲ့ဒါကြောင့်မလို့တို့ကအခုဒီအချိန်ခါမှာဒီကဘာကြီးနဲ့အတူနော်ကိုတို့အိန္ဒိယနိုင်ငံတွေနဲ့အတူကိုတို့နိုင်ငံအစိုးရနဲ့အတူကိုတို့ကဒီစကမ်မာခေါ်ကြားဖြတ်တိုက်ဖြတ်ရေးကိုပြီးတိုင်းဖယ်ရှားရှင်းလင်းဖို့အတွက်ကိုတို့မကြခင်လှုပ်ဆောင်မယ်ဆိုတဲ့အကြောင်းလက်ရှိဖန်စီထားတဲ့နိုင်ငံသားကြားဖြတ်အယောက်1000နဲ့2000ကြားပဲရှိတော့ကြောင်းနဲ့ကြားဖြတ်တွေကိုလာမဲ့ရက်ပိုင်းအတွင်းအပြည့်ပြတ်နှိမ်နှင်းတော့မှလို့လဲဆိုပါတယ်ကိုတို့တိုက်ဖြတ်ဖို့ကတော့လက်ရှိကတော့အခုတို့ဒီပြီးခဲ့တဲ့ကာလတော့လည်းကိုတို့ဒီထိုင်းရဲ့ကိုတို့နိုင်ငံရဲ့အနည်းဆုံးထိုင်းနယ်စပ်မှာလည်းထိုင်းဝန်ကြီးချုပ်ပြောလာတာရှိတယ်ဒီပေါ်မှာလည်းကိုတို့လေးစားတံမှုထားပါတယ်အဲ့တော့ဒီနောက်ဒီကိုတို့ဒီကမ္ဘာနိုင်ငံအသီးသီးကလူလားနေတဲ့ဒီကြားဖြတ်အဖယ်ရှားရှင်းလင်းရေးကိစ္စကိုကိုတို့ကတော့အခုကိုတို့နိုင်ငံဒီအစိုးရတာဝန်ရှိသူတွေနဲ့ကိုတို့ဒီပူးပေါင်းပြီးတော့ကိုတို့ကတော့လုံးဝပပျောက်နေကြည့်ဒီရပ်ပိုင်းထဲမှာပဲကိုတို့ကဒါနောက်ထပ်ဆိုတာမရှိတော့ဘူးဒီတစ်ခါပြီးတိုင်းဖယ်ရှားရှင်းလင်းတော့မှာရပ်ပိုင်းအတွင်းကလည်းထိုင်းနိုင်ငံဝန်ကြီးချုပ်ကိုယ်တိုင်မဲဆောက်မြို့ကိုလာပြီးကြားဖြတ်ကိုစစ်ပွဲတရက်အဖြစ်တိုက်ခိုက်ရှင်းလင်းတော့မယ်လို့ကြေညာခဲ့သေးတာပါမြန်မာနိုင်ငံကြားဖြတ်ပေါ်များတဲ့ကိစ္စကတော့အဓိကတော့စစ်တပ်ပဲစစ်တပ်ကြောင့်ပဲအဲ့တော့အဲ့ဒီစစ်တပ်မှာနောက်ထပ်လူပုဂ္ဂိုလ်အနေနဲ့ထပ်ပြောရင်တော့ဒါမင်းအောင်လိုင်းတို့အုပ်စုပဲဒါသူတို့တာဝန်ရှိဆုံးပဲဘာဖြစ်လို့လဲလို့ပြောရင်သူတို့ကတိုင်းပြည်ကိုသူတို့ဥဆောင်တယ်ပေါ့နော်တိုင်းပြည်ရဲ့အာဏာကိုသူတို့လိုချင်တယ်နော်ပြီးရင်နောက်တစ်ခုကတိုင်းပြည်ကိုခေါင်းဆောင်ခြင်းတယ်နော်သူတို့သမရလုပ်ခြင်းတယ်ဆိုပြီးတော့သူတို့အဲ့လိုမျိုးပြောပေမဲ့တကယ်သူတို့လုံနေတဲ့လုပ်ရက်တွေသူတို့ရဲ့အတွေးတွေသူတို့ရဲ့ပြောဆိုမှုတွေကတကယ်တော့သူတို့ကအရင်ရှိခဲ့တဲ့ယာကူဇာတို့မာဖီးယားတို့လို့ဒီလိုဇယိုက်တွေပဲသူတို့မှရှိတယ်ရွှေကုတ်ကိုမြို့သစ်ထူထောင်သူကြားဖြတ်ခေါင်းဆောင်ရှိကြည်ကျန်းကိုထိုင်းကနိုဝင်ဘာလ12ရက်မှာတရုတ်ပြည်ကိုလွှဲပြောင်းပေးလိုက်သလို DKBA ခေါင်းဆောင်4ယောက်ကိုလည်းကြားဖြတ်လုပ်ငန်းနဲ့ပတ်သက်တဲ့ဆိုပြီးအမေရိကန်အစိုးရကဒဏ်ခတ်အရေးယူလိုက်အပြီးမှာ BGF ကအခုလိုသတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့တာပါခင်ဗျာအဲ့လိုပုတ်ပွင့်တွေ့ရပါတော့အခုဒီတစ်ခေါက်တော့ပွေလေးညင်တာဆိုတာကိုတို့လုပ်ပြပါမယ်